နေ့ပိုင်းမှာတော့ကာစုကကိုအမွာနှစ်ယောက်ကကြောင်းတောက်ဖို့လာနိုးနေပြီးကြောင်းတောက်ကြတော့မှမို့လို့အရင်သွားနေပြီလို့ပြောနေပါတယ်ကာစုကတယောက်ကြောင်းသွားနေရင်လမ်းမှာဘဲလေးတပွေကနောက်ကလိုက်ချောင်းနေတာကိုသတိထားမိလိုက်ပါတယ်ဒါကြောင့်အမြန်ပြေးထွက်သွားပြီးလမ်းကွေလေးရောက်မှာတော့ဘဲလေးကိုကာစုကတယောက်မျက်ခြေပြတ်နိုင်လိုက်ပါတယ်အဲနောက်ကာစုကအနောက်ကပေါ်လာပြီးမှဘာလို့နောက်အခန်းလိုက်နေရလဲလို့မေးလိုက်တဲ့အခါငါနာမည်ကဟီနိုလို့မေးစေရင်လမ်းမီးတိုင်ကိုကွေးတော့အောင်ထိုးပြလိုက်ကစကေးတွေပြလာပါတယ်သူ့ကိုနည်းနည်းပါးပါးခင်အောင်လောက်နဲ့မဟုတ်တာတွေလုပ်လို့ရမယ်မထင်နဲ့လို့ဟီနိုကပြောလာတာကြောင့်အာယူကဝအကြောင်းပြန်စဉ်းစားမိသွားပါတယ်ဟီနိုကလမ်းမီးတိုင်ကိုပြန်ဖျောက်ပေးရင်သူ့ကိုမေးစီကနေမရရအောင်ယူပြမယ်လို့ပြောကထွက်သွားခဲ့ပါတယ်ကျောင်းတော့လည်းဆောင်မွေးရဲ့အချိန်စရာကတ်ထားတာကြောင့်ဒီနေ့မနေ့ပိုင်းကတော့စိတ်ညစ်စရာကြီးပါပဲခရုမီမင်းတို့ရဲ့လက်စားတတ်တဲ့ဆရာအဖိုးကြီးကြောင့်သိရမလားသူကထပ်ပြီးအရင်ကမေကုန်းပဲပြန်တုံးမယ်ထင်တယ်လို့ကိုမဆုကမေကုန်းဟောင်းနေပြကလာကြောင်းနေပါတယ်ဒါနဲ့အကြောင်းစင်းရန်ကောင်းတဲ့ကိန်းမုံဆိုင်တွားပြီးစာတူလှုပ်ကြရအောင်လို့ကိုမဆုကပြောတော့ကိန်းမုံဆိုင်ဆိုတာနဲ့ခရုမီလည်းလက်ခံလိုက်ပါတယ်ကာစုကရောက်လာတော့ကိုမဆုတယ်မဟုတ်ပဲဖက်တီကလည်းမာနာမီကိုအကွက်တွေရွှေ့နေအောင်တွေးလိုက်ရပါတယ်စာတင်ခန်းထဲမှာတော့ကာစုကတော့စာကြောင်းဆွေးနေနေရင်ကိုမဆုကအာယူကဝကိုကြည့်နေရကြောင်းဘာဖြစ်တာလဲလို့မေးလိုက်တဲ့အခါအာယူကဝကအကျင့်ပြစ်တဲ့အကြောင်းလူဆိုပေမဲ့ညံကောင်းတော့စာချစ်စရာလုံးမနေဘူးလို့ပြောလာခဲ့ပါတယ်အာယူကဝတယောက်လည်းစောင့်မွေးအတွက်စိတ်မပူတာတကယ်မိုက်တာပဲဆိုပြီးကာစုကတယောက်အာယူကဝကိုကြည့်ရင်အသွေးတွေများနေခဲ့ပါတယ်အဲနောက်စာကြည့်လိုက်မှာကာစုကကိုဟီရိုကာကစာမေးနေပြီးစံပိုင်တင်ပေးရင်ရမ်းတော်သွားမှာနော်စံပိုင်စံဝဲမတိုင်ကနေတိုင်းစတင်ပေးပါလားစံပိုင်နိုင်တင်ပေးရင်အဲဆောင်မျိုးကောင်းကောင်းဖြေနိုင်မှာလို့ဘေးနာကတ်ကျွဲနေပါတယ်ကိစ္စတော့မရှိပါဘူးလို့ကာစုကပြောလိုက်တာကြောင့်ဒါလေးစူးစမ်းကြရအောင်လို့အတန်ကျဲကြီးနဲ့ပြောပြီးဖက်လိုက်တာကြောင့်ဘေးနာလူတွေလည်းတိတ်တိတ်နေဖို့ပြောနေရပါပြီမနေ့ကဟီနိုကတော့ကာစုကကိုအလုံးမပေးပဲလိုက်ချောင်းနေတော့မှညနေပဲစာကြည့်လိုက်ကအပြင်အာယူကဝအလုံးလုံးတဲ့ဆိုင်ကိုတွားတော့အာယူကဝလည်းစာလုံးနေပြီးစိုက်ချင်းကဒီနေ့မှစရောက်တဲ့ကော်ဖီရေးကိုကာစုကကိုတိုက်နေပါတယ်ဆောင်းဝဲမတိုင်ခင်စာတူလေးလာကြမလားလို့အာယူကဝကမေးတဲ့အခါအင်းလို့ပြန်ဖြေလိုက်ပါတယ်အာယူကဝကပရမတ်နဲ့အခြေခံစပြီးပြန်လေးရကြမယ်နော်လို့ပြောနေတော့အပြင်ကဆိုင်ဝုံလဲတန်တဲ့အတူကြောင်ဝရံလေးလည်းထွက်လာခဲ့ပါတယ်ဟီနိုကတော့ကာစုကကိုကြောက်စင်းလာတော့အလုံးမပေးသေးပါဘူးတော်တော်ဇွဲကောင်းတဲ့ကောင်ပါပဲနောက်နေ့မှာတော့စာကြည့်လိုက်မှာဟီရိုကာနဲ့စာတူလုံးနေပြီးညနေ9နာရီထိုးပန်းကြီးမှာတော့ဒီနေ့တလောက်ပဲလောက်ကြရအောင်ကျောင်းက9နာရီဆိုပိတ်တော့မှာလို့ကာစုကပြောလိုက်ပါတယ်ဟီရိုကာကနောက်ထပ်9မိနစ်တောင်ကြံသေးတာကိုလုံးလိုက်တော့လောက်ကြရအောင်လို့ကြီးကြနေတာကြောင့်အင်းမလို့ပြောပြီးလက်ခံလေးရပါတယ်ကော်ဖီဆိုင်မှာအာယူကဝါနဲ့လည်းစာလုပ်ဖို့ချိန်သားသေးပေမဲ့နောက်ကျနေရကြောင်းအစွမ်းတုံးပြီးတွားလိုက်ပါတယ်ကာစုကနောက်ကိုလိုက်ချောင်းနေတဲ့ဟီနိုကတော့အချစ်ချင်းကြီးလမ်းကြားထဲဝင်ကပျောက်သွားတာကြောင့်စဉ်းစားရခက်နေပါတယ်ဒါကြောင့်အရင်နေ့ကတွေ့ခဲ့တဲ့ ABCB ကော်ဖီဆိုင်လေးကိုအပြေးလွှတ်လာကြည့်တဲ့အခါအာယူကဝါနဲ့စာလုပ်နေတဲ့ကာစုကကိုတွေးလိုက်ရတော့ဒီကောင်ဒီမှာရှိရဆိုတာသိတာပဲဒါတဲ့ဘာလို့ဒီလောက်မြန်နေရလဲလို့စဉ်းစားနေရပါပြီနောက်နေ့မှာတော့ကော်ဖီဆိုင်လေးမှာအာယူကဝါတင်ပေးလိုက်တဲ့စာတွေကိုကျောင်းစာကြည့်တဲ့မှာဟီရိုကာကိုကာစုကတယောက်ပြန်တင်ပေးနေခဲ့ပါတယ်ဒီနေ့အာယူကဝါရှင်းပြလိုက်ရင်နောက်နေ့ကာစုကဟီရိုကာကိုစာပြန်တင်နေဟုတ်တော့ဟုတ်နေပါပြီနေတိုင်းဆန်းသုံးပြီးကျောင်းကနေကော်ဖီဆိုင်ကိုသွားနေရကြောင်းအားကုန်ပြီးကာစုကတယောက်စာတင်ရေးငိုင်းနေခဲ့ပါတယ်စာလုပ်ပြီးကော်ဖီဆိုင်ကအထွက်မှာတော့ဒီနေ့ဟီနိုနဲ့လည်းမတွေ့ဘူးဆိုတော့တော်တော်ကောင်းတဲ့နေ့လေးပဲဆိုပြီးပြောနေတော့ဟီနိုကလန့်ခေါ်လိုက်ပါတယ်မင်းကဘယ်လိုကောင်းလဲဆိုတာကောင်းကောင်းမြင်ပြီးသားပြီးလူတွေရဲ့နှလုံးသားကိုလိုက်ကစားနေတဲ့ကာစုကမင်းကစိုးစိုးမဲဆိုပြီးဟီနိုကပြောလာခဲ့ပါတယ်ကျောင်းမှာတော့နေတိုင်းအနောက်ကနေဟီနိုကလိုက်ပြီးကြည့်နေရကြောင်းကာစုကတယောက်စိတ်ညစ်နေပါပြီအဲ့ချိန်အာယူကဝရောက်လာပြီးဒီမှာဂျပန်သားမတ်စုတွေစံမွဲပြီးမှပြန်ပေးလဲရရင်တော့လို့ပြောနေတော့ဟီရိုကရောက်လာတာကြောင့်နှစ်ယောက်သားအကြည့်တွေလွဲလေးရပါတယ်စံပိုင်အဲမတ်စုကအာယူကဝဟာလာလို့ဟီရိုကမေးလာတာကြောင့်စမွဲအတွက်စာလေးလာဖို့လေတော့အာယူကဝကပြန်ရှင်းပြလာပါတယ်ဒါဆိုငါမက်စုလည်းတုံးလေနောက်ကျမှလာပေးမယ်အာယူကဝလည်းစာကြိုးစားနောက်လို့ပြောပြီးထွက်သွားခဲ့ပါတယ်အဲနောက်ဟီနိုကနောက်ကလိုက်ပြီးရင်းနေတဲ့စကားတွေကိုဝန်ခံချင်ပေမဲ့ညိုကီတို့လိုပဲတက်တိမရှိရကြောင်းငါအခုအလင်းနည်းနည်းလုံနေသေးတာနောက်ကျမှတွေးကြတာပေါ့လို့ပြောပြီးထွက်သွားခဲ့ပါတယ်ကျောင်းစင်းဘူတာနာကစာအုပ်ဆိုင်ကိုတွားကြမလားစမွဲအတွက်ပြင်ဆင်ဖို့စာအုပ်ကောင်းတွေတွေ့ထားတယ်လို့အာယူကဝကပြောလာတဲ့အခါကျောင်းစင်းချိန်သားကလေးရှိရကြောင်းမလိုက်တော့ဘူးလို့ကာစုကညင်းလိုက်ပါတယ်အဲ့ချိန်လမ်းမှာဟီနိုနဲ့တွေ့ပြီးအာယူကဝကစမွဲအတွက်စာကြိုးစားရလာလို့မေးလိုက်တဲ့အခါဟီနိုကလည်းဟုတ်ကဲ့ကျေးဇူးပါမာတို့ကလည်းကြိုးစားပါဗျဒါဆိုနောက်မှတွေ့မယ်နော်လို့ပြောပြီးထွက်သွားခဲ့ပါတယ်အာယူကဝကသူ့ကိုတီးလို့လားလို့ကာစုကမေးလိုက်တဲ့အခါငငယ်တုန်းကသူ့ရဲ့ဟီရိုကာရဲ့အတူတူဆော့ခဲ့ကြောင်ပြန်လည်ရှင်းပြလာပါတယ်ကာစုကတယောက်အခန်းထဲမှာစာလုံးနေပြီးညစာတောင်ထွက်မစားခဲ့ပေမဲ့အသွေးထဲမှာတော့အာယူကဝနဲ့ဟီနိုရဲ့ငငယ်တုန်းကအကြောင်းတွေပဲကြီးစိုးနေရကြောင်းစာလဲကောင်းကောင်းလုံးလို့မရခဲ့ပါဘူးဘာလို့လုံးနဲ့ဆောင်းဝဲဖြစ်ဖို့တရက်တာလိုတော့ပြီးစာတင်ခန်းထဲမှာတော့ကာစုကကောင်းလိုက်တာဟီရိုကာကိုတောင်တီးတန့်စာတင်ပေးနေတာဆိုတော့မင်းကိုယ်တိုင်လည်းတော်လို့ပဲလေစာကြည့်တဲ့ထဲမှာတွေးလိုက်တယ်နော်ကန်ကောင်းလိုက်တဲ့ကောင်ဆိုပြီးကိုမဆုကပြောနေပါပြီအဲနောက်အာယူကဝပြီးတဲ့မတ်စုတွေကိုတွားကြည့်နေရကြောင်းအနောက်ကနေဝင်တိုက်လိုက်ပြီးအစွမ်းသုံးကဇပွဲဘုတ်ကိုကြောက်အောင်လုပ်လိုက်ပါတယ်အာယူကဝကငါးတယောက်ထဲတော့ပြင်ဆင်ပေးထားတဲ့မတ်စုတွေဒီလိုကောင်မျိုးကိုမပြနိုင်ပါဘူးလို့တွေးနေခေါမိုးထက်မှာအာယူကဝနဲ့ဟီနိုတို့ရင်းနှီးနှီးစကားပြောနေတာကိုတွေးလိုက်ရပါတယ်ဒါကြောင့်ကာစုကလည်းခေါမိုးတက်ကိုတက်လာချိန်မှာတော့လေကားမှာဟီနိုနဲ့တွေးလိုက်ရပြီးအမြင်ကက်စရာကောင်းလောက်အောင်မကြည့်ပြုံးပြောပြနေခဲ့ပါတယ်အဲနောက်အာယူကဝရောက်လာပြီးဘလို့လို့ရင်ကောင်းမလဲကာစုကသူတကယ်ကြီးချစ်နေမိပြီတဲ့ငါ့ကိုခုမှတေချာပြောခဲ့တာငငယ်ကလေးကတောက်လျှောက်ချစ်လာခဲ့တာတဲ့ဟီရိုကာကိုလေးလို့ပြောလိုက်ခဲ့ပါတယ်ကာစုကဘလို့လို့မယ်လို့တွေးထားလဲလို့ထပ်မေးလာတဲ့အခါဒါပေမဲ့ဟီနိုချစ်တဲ့သူကအာယူကဝမှမဟုတ်ဘဲနဲ့လို့ကာစုကပြောလိုက်တာကြောင့်အာယူကဝတည်းကပါဇက်လေးဟောင်းနာဖြစ်သွားခဲ့ပါတယ်
ဆာမွေးကမနေ့ပြန်ဖြေမှာကြောင့်စာကြည့်တဲ့မှာစလို့ပြီးတော့ဟီရုကာကစာပြပြီးခဲ့လို့ ABCB မှာကော်ဖီဝယ်တိုက်ပြရစီလို့ပြောတာကြောင့်မနေ့ပြန်တော့စာလို့ရမယ်လို့ပြောပြီးညင်းလိုက်ပါတယ်ဒါပေမဲ့ကော်ဖီဆိုင်မှာလည်းစာလို့ရတာပဲဆိုပြီးအတွင်းခေါ်လာတာကြောင့်ဟီရုကာနဲ့စာလို့နေတာကိုအာယူကာဝမတိစေချင်တဲ့အတွက်တကားကိုအစွမ်းသုံးပြီးပိတ်လိုက်ပါတယ်ဒါပေမဲ့ဆရာကရောက်လာတဲ့အတွက်လစ်ချော့လိုက်ရပါတယ်ဒါကြောင့် plan B အနေနဲ့ရထားလမ်းမှာတန့်ကြအောင်လုပ်ပြီးမှလည်းတခြားလမ်းကခေါ်သွားခဲ့ပါတယ်နောက်ဆုံးတော့အာယူကာဝအချိန်ပိုင်းလှုပ်တဲ့ ABCB ကော်ဖီဆိုင်လေးကိုရောက်လာခဲ့ပါပြီဆိုင်ထဲမှာတော့အာယူကာဝနဲ့စာလုံးနေတဲ့အကြောင်းကိုဟီရုကာကပြောနေတာကြောင့်ကာစုကာကထားရပြီးမီနူးတောင်းကစကားစားကိုဖျက်လိုက်ပါတယ်အာယူကာဝကမီနူးနဲ့အတူစာရေးတစ်စောင်မှညှက်ပြီးပေးလာပါတယ်ညရောက်တော့စိတ်မှုပန်တာတွေရောစွမ်းအားအသုံးများတာတွေရောကြောင့်စာမလုံးနိုင်ပဲအိပ်ပျော်သွားခဲ့ပါတယ်အာယူကာဝပေးလိုက်တဲ့စာလေးထဲမှာတော့ငါနင်းကိုစပြပေးတာတူတီတွိုင်းယောက်ျားလေးတစ်ယောက်အနေနဲ့မကြိုက်ရဘူးထင်လို့ဟီရုကာကတော့မပြောရပါဘူးပြီးတော့စာမေးပွဲမှာအဓိကပါမယ်ထင်တဲ့မိကွန်းတွေလည်းမှတ်စုစာအုပ်ထဲမှာစုပေးထားတယ်ငါစုပေးထားတာတွေကမှန်တာများတာကြောင့်စူးစမ်းတော်လို့ရေးထားတာဖြစ်ပါတယ်အာယူကာဝကတော့အိမ်မပြနိုင်ပဲဘယ်တော့ကသူတလောက်နီးညံ့သွားတာလဲလို့သူ့ကိုယ်သူမိကွန်းထုတ်နေပါတယ်ဆာမွေးရလက်တွေထွက်ချိန်မှာတော့အာယူကာဝကအဆင့်3ရပြီးမှတ်စုတွေကခံမှန်းချက်တွေကတိကျမှန်ကန်ပေမဲ့ကာစုကာကတော့နောက်ဆုံးကရင်တတိယတာရခဲ့ပါတယ်အောက်ဆုံးက2ယောက်ကတော့ကိုမဆုနဲ့ဖက်တီးပါပဲတကယ်ပဲအာယူကာဝကိုဘယ်လိုမျက်နှာပြရမလဲမသိတော့ဘူးလို့တွေးရင်လမ်းလျှောက်နေတော့ဒုတိယအချိန်စူးစမ်းနေတဲ့ဟီနိုကိုတွေးလိုက်ရတော့ပုံနေလိုက်ပါတယ်ဒါပေမဲ့ဘေးနာကနေအာယူကာဝရောက်လာပြီးနေရမန်းနဲ့ပတ်သက်ပြီးငါ့ကိုရှင်းပြပါအောင်လို့ကာစုကာကိုပြောနေပါတယ်